တတိယအကြိမ်အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး20ရက်မြောက်နေ့ကိုဇူလိုင်လ22ရက်ဒီကနေ့မနက်10:00နာရီမှာနေပြည်တော်ရှိအမျိုးသားလွှတ်တော်အစည်းအဝေးခန်းမမှာကျင်းပရာတက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ်209ဦးရှိတဲ့အနက်202ဦးတက်ရောက်ပါတယ်အစီအစဉ်အရမေးခွန်းများမေးမြန်းဖြေကြားခြင်းစီစဉ်ကိုစတင်ရာမွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်7မှာဦးသိန်းမြင့်ကမွန်ပြည်နယ်ကြိုင်မရောမြို့နယ်မှာနှစ်စဉ်မိုးရာသီမှာမိုးတီးထန်စွာရွာသွန်းပြီးအတ္တရမြင့်ရင်မြင့်တက်ချိန်မှာလမ်းရည်ကျော်မှုများနှစ်စဉ်ဖြစ်ပေါ်လျက်ရှိတဲ့မော်လမြိုင်မြို့ဟင်းတတာအဝိုင်းကြိုင်မရောလမ်းနှင့်ကြိုင်မရောကျွန်းရွာလမ်းများအားလမ်းအစဉ်ပြန်လည်မြင့်တင်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်2မှဒေါ်မာလာဆန်းကရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်တရာမြို့နယ်နှင့်တောင်ကြီးခရိုင်ရက်စောက်မြို့နယ်ချင်းဆက်မိုင်30လမ်းအားအကျယ်12ပေလမ်းမှာအကျယ်18ပေနိုင်လိုကတ္တရာလမ်းအဆင့်သို့တိုးမြင့်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းမွန်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်30မှာဦးစောမြင့်ကမွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့အတ္တရံတရ6နှစ်ခွအားအများဆုံးပြန်လည်ပြုပြင်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းတနင်္သာရီတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်9မှာဦးညံထွန်းကတနင်္သာရီတိုင်းဒေသကြီးကျွန်းစုမြို့နယ်မင်းလော်ကျေးရွာအုပ်စုနှင့်မင်းကုတ်ကျေးရွာအုပ်စုကျေးရွာချင်းဆက်လမ်းအောင်2026-2029ဘဏ္ဍာရေးနှစ်သို့မဟုတ်2029-2028ဘဏ္ဍာရေးနှစ်တို့မှာကွန်ကရစ်လမ်းအဖြစ်အစိမ့်မြင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းအေရဝတီတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်1မှဦးရန်နိုင်ဝင်းကအေရဝတီတိုင်းဒေသကြီးကျုံပြော်ခရိုင်အတွင်းရှိစီးပွားရေးလူမှုရေးနဲ့လမ်းမဆက်သွယ်ရေးအတွက်အရေးပါတဲ့ခရိုင်ချင်းဆက်လမ်းမကြီး3မိုင်အားပြည်ထောင်စုဘတ်ဂျက်သို့မဟုတ်တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့်ထည့်သွင်း၍အများဆုံးအစိမ့်မြင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့်ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်3မှဦးမြင့်သိန်းကကယားပြည်နယ်လွိုင်းကော်ပင်လောင်အောင်ပန်းလမ်းခွဲရိုးရိုးကတ္တရာလမ်းမကြီးအား18ပေအကျယ်နိုင်လိုကတ္တရာလမ်းမကြီးအဖြစ်အစိမ့်မြင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုကြောင်းမေးခွန်းများအပါအဝင်မေးခွန်း6ခုမေးမြန်းခဲ့ရာစောက်လုံရင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမျိုးတန်းကပြန်လည်ဖြေကြားပါတယ်။အဲ့နောက်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကမြန်မာထိုင်းလွှတ်တော်ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းခွင့်ပြုရန်နှင့်ဥက္ကဋ္ဌအဖြစ်အေရဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်30မှဦးချစ်ဆွေနှင့်အတွင်ရဲမှုအဖြစ်ဗိုလ်မှူးချုပ်တန်းထွန်းအောင်တပ်တော်သားကိုယ်စားလှယ်တို့အပါအဝင်အဖွဲ့ဝင်10ဦးဖြင့်ဖွဲ့စည်းရန်လွှတ်တော်သို့တင်ပြခဲ့ပြီးအတည်ပြုချက်ရယူခဲ့ပါတယ်။ဆက်လက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်ဦးခင်စောကအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကိုတရမအကျဉ်းပြင်ဆင်တဲ့ဥပဒေကြမ်းအားလွှတ်တော်သို့တင်သွင်းပါတယ်။အဲ့နောက်ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်7မှာဒေါ်ကျိန်ငတ်မှန်ကအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကိုတရမအကျဉ်းပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ဆက်လင်းပြီးဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာကိုဖတ်ကြားရှင်းလင်းခဲ့ပြီးအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကိုတရမအကျဉ်းပြင်ဆင်တဲ့ဥပဒေကြမ်းအားဆွေးနွေးလိုတဲ့လွှတ်တော်ကိုယ်စားလှယ်များရှိပါကအမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာကြောင်းသိရှိရပါတယ်ရှင်။